အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့လေကားခွင်းကြီးလေးပြအောင်လေကားခွင်းကြီးကတိုင်ပေါ့နော်ဒီတိုင်ကကျွန်တော်အကျဉ်20ရှိတယ်ဗျ20ဆိုရင်ဆန္ဒဆိုလို့ရှိရင်ဟိုဘက်10စင်ဒီဘက်10စင်ကြာပါနော်10စင်ဆန္ဒကနေကျွန်တော်ယူလိုက်ပါယူပြီးရင်ဒီဘက်ကိုတိုင်ထုတ်လိုက်ပါနော်ဒီဘက်တိုင်ထုတ်လိုက်ရင်ကျွန်တော်1မိနစ်25စင်ပေါ့နော်1.25ဆိုမှ1.25ဆိုလို့ရှိရင်ကျွန်တော်1မိနစ်25ပေါ့နော်1မိနစ်25ဆိုရင်ဒီကနေကျွန်တော်ဒီကို1မိနစ်25ခဲချက်လိုက်နောက်ပြီးတော့ကျွန်တော်ကျင်တွယ်စီးရှိတယ်ဒါကျွန်တော်ဒီမှာကျင်တွယ်စီးရိုက်တာလေအဲကျင်တွယ်စီးရနေတော့ကျွန်တော်ဒီကို1.25နော်1မိနစ်25အဲဒါကျွန်တော်ဒီမှာတောက်ရိုက်လိုက်ပါနော်ဒီကနေတော့ကျွန်တော်စမယ်ဒီရာကိုစရင်ကျွန်တော်ဒီလေက9ထစ်ပေါ့နော်ဒီခွေးကလက်နဲ့ဆို10ထစ်ရှိတယ်ဒါပေမဲ့ဒီခွေးကလက်ကိုကျွန်တော်ထဲတွက်စရာမလိုဘူးနော်ဒီကောင်မလိုဘူးဒီလေကတဲ့ကိုပဲလေကတဲ့အလုံးပေါင်း9ဆင့်ဆိုတော့ကျွန်တော်သူပေးထားတာကဒီလေကတဲ့3ထစ်က85ရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့က85ကိုဒီ3နဲ့စားလိုက်3နဲ့စားလို့ရှိရင်ကျွန်တော်တို့ကအမြင့်ထွက်လာမယ်နော်ဟိုအကျယ်ထွက်လာမယ် sorry အကျယ်ထွက်လာမယ်နော်အကျယ်25ဖြစ်မှာတစ်ထစ်ကို25လုံးဖြစ်သွားမှာနော်တစ်ထစ်ကိုကျွန်တော်25လုံးဖြစ်သွားပါမယ်အဲ့တော့ကျွန်တော်လေကအကျယ်ကိုရပြီဟုတ်ပြီအမြင့်ကိုမရသေးဘူးဆိုရင်ကျွန်တော်ကလေကရဲ့အမြင့်ကိုဘယ်လိုခွဲမလဲဆိုရင်ဒီမှာတိုင်ဒီတိုင်ရဲ့အမြင့်ကိုကျွန်တော်သိတယ်နော်ဒီတိုင်ရဲ့အမြင့်က3မီရှိတယ်3မီရှိတယ်ဆိုတော့ကျွန်တော်ဒီတိုင်ကနေပြီးတော့တော့ဝက်ဆိုရင်ကျွန်တော်1.50ဆိုလို့ရှိရင်ကျွန်တော်1.50ကိုဒီ9နဲ့ပြန်စားလိုက်21ရမယ်အဲ့တော့လေကားရဲ့အမြင့်က21ဖြစ်ပြီးတော့အကျယ်က25ဖြစ်မယ်နော်အဲ့ကျေးဇူးတင်ပါတယ်ဒီခွေးကလေးကတော့မလိုဘူးပေါ့နော်ဒီကောင်ကတော့ထည့်ကြည့်ကြမလို့ပါဘူးလေကတဲ့ကိုဟုတ်ကဲ့ပါအားကျေးဇူးတင်ပါတယ်